မြင်္ဂလာပါရှင်ကေဟမ်အေးပေးရနေကြိုဆိုလိုက်ပါတယ်အခုဒီတစ်ခေါက်ညီမမျှဝေပေးမှာကတော့ကျဲပန်းလုံနီးလေးပဲဖြစ်ပါတယ်ကျဲပန်းလေးလုပ်ဖို့ဆိုလို့ရှိရင်ပိုက်ကလေးနာနှစ်ချောင်းပေါ့နော်နှစ်ချောင်းလိုမယ်တပွင့်အတွက်ပေါ့နော်တပွင့်အတွက်နှစ်ချောင်းလိုမယ်ပေးတန်းလိုမယ်ကကြီးလိုမယ်ပြီးရင်ပလဲလုံးတစ်တက်ရှင်တဲ့လူကညီမတို့ပလဲလုံးတက်မှာဆိုရင်ပလဲလုံးလေးတစ်ထုပ်လိုမယ်ပေါ့နော်ပြီးလို့ရှိရင်အလဲကောင်ကနေပိုက်ကလေးနာတစ်ချောင်းကိုအလဲကောင်ကနေဖြတ်ထားလိုက်ပါအဲ့လိုဖြတ်ထားတဲ့၃ချောင်းပေါ့နော်၃ချောင်းအလဲနေခောက်ညီမအခုပြထားသလိုပဲ၃ချောင်းကိုခောက်မယ်ခောက်ပြီးလို့ရှိရင်အခု၃ချောင်းအညီမြခောက်မယ်ပေါ့နော်အစအဆုံးတစ်ချောင်းလုံးရဲ့အလဲတစ်ဝက်ကိုဝက်ပြီးရင်ဒါလေးကိုအလဲကနေခောက်ပြီးလို့ရှိရင်အရာပေးလိုက်တဲ့သဘောမျိုးပေါ့နော်မညီပါဆိုလို့အလဲကနေခောက်ပြီးလို့ရှိရင်ကြံတဲ့ဟာတွေသူက6ချောင်းဖြစ်သွားမှာပေါ့နော်၃ချောင်းဆိုတော့အလဲခောက်လိုက်6ချောင်းနောက်တစ်ချောင်းကိုကြတော့လိမ်မယ်ပေါ့နော်နောက်ဆုံးတစ်ချောင်းကိုကြတော့လိမ်လိုက်ပါမယ်အပေါ်ကိုထောင်ပြီးတော့နောက်တစ်ခုပတ်လိုက်တာပေါ့နော်လိမ့်နေဆိုတာတက်ပတ်လိုက်တာပါပတ်လိုက်ပြီးလို့ရှင်ကျန်တဲ့ဟာတွေကိုဘေးလေးကိုကားချလိုက်မယ်အဲ့ဆိုရင်၅ချောင်းရသွားပါမယ်နော်တစ်ချောင်းကကြတော့အောက်ကရိုးရံဖြစ်သွားမယ်ကျန်တာက၅ချောင်းရပါမယ်ကျန်တာက၅ချောင်းရမယ်ကားချလိုက်မယ်ပေါ့နော်ကားချလိုက်ပါ၅ချောင်းအဆင်ပြေသလိုဘေးကိုကားချလိုက်ပါကားချပြီးလို့ရှင်တပုံကြော်လောက်ကိုခောက်မယ်ပေါ့နော်၅ခုရပြီဆိုရင်တပုံကြော်လောက်ကိုခောက်မယ်ညီမရိုးတံအပေါ်အောက်လွဲနေလို့ဒီမှာပြန်ပြီးတော့တဲ့လိုက်တာပါ၅ချောင်းရမယ်၅ချောင်းရပြီဆိုလို့ရှိရင်အလဲတဝက်ကြော်လောက်ကိုခောက်မယ်အောက်ကိုခောက်ချပြီးတော့လိမ်လိုက်မယ်လိမ်လိုက်ပြီးရင်အဲ့ဒီခောက်ထားတဲ့ပုံကိုပြန်ခောက်ပြီးတော့ပူတဲ့အစာလေးကိုအောက်ကိုခောက်ပေးလိုက်ပါညီမဗီဒီယိုရဲပြထားသလိုလေးပဲသူကရှင်းပါတယ်လွယ်တယ်ပေါ့နော်အခုညီမဗီဒီယိုရဲပြထားသလိုလိုက်လို့ရင်လည်းရတယ်ပေါ့နော်တပုံကြော်လောက်ကိုလိမ်ခောက်လိုက်မယ်ပြီးရင်အဲ့ပေါ်ကိုပဲပြန်ခောက်ပေးလိုက်ပါပူတဲ့အစတူတူလေးကိုအောက်ကိုခောက်ပေးလိုက်ပါအဲ့လိုပုံစံနဲ့၅ခုလုံးအဲ့လိုခောက်မယ်ပေါ့နော်၅ခုလုံးအဲ့လိုခောက်ပါမယ်တပုံကြော်လောက်ကိုခောက်ပြီးတော့လိမ်လိုက်မယ်အဲ့ပေါ်ကိုပန်းဝတ်ဖတ်ပွင့်ဖတ်ပေါ်ကိုပဲအဲ့ဒီပိုနေတဲ့အစာကိုပြန်ခောက်ပြီးအောက်ကအစတူတူလေးကိုအောက်ကိုပဲခောက်ပေးလိုက်ပါအဲ့လိုပုံစံမျိုးပဲ၅ခုခောက်ပါမယ်လိမ်မယ်အဲ့ပေါ်ကိုပြန်ခောက်မယ်ပိုတဲ့အစာလေးကိုအောက်ကိုအနားတက်လိုက်မယ်အဲ့လိုပုံစံနဲ့ပဲ၅ခုလုံးခောက်ပေးပါတော့လွယ်လဲမြန်နေလှလဲလှရပေါ့နော်ကြဲပန်းလေးပါခောက်မယ်အောက်ဆုံးတစ်ချောင်းချန်အောင်လဲအဲ့လိုပုံစံမျိုးပဲခောက်ပေးပါဒါဆိုလို့ရှိရင်ပွင့်ပတ်၅ခုရပါပြီပွင့်ပတ်၅ခုရပြီဆိုလို့ရှိရင်အပေါ်ကိုခောက်လိုက်ပါအပေါ်ကိုခောက်လိုက်ပါ၅ဘက်လုံးအပေါ်ကိုခောက်မယ်ပေါ့နော်၅ဘက်လုံးအပေါ်ခောက်လိုက်ပါမယ်ခောက်ပြီးရင်ထိတ်အဖျားလေးတွေကိုအောက်ကိုပြန်ခောက်လိုက်ပါထိတ်အဖျားလေးတွေကိုအောက်ကိုပြန်ခောက်လိုက်ပါအလဲကောင်ကိုကြားတော့ညီမကတော့ပလဲလုံးလေးထည့်မယ်ပေါ့နော်ဒီထဲမှာတော့ပလဲလေးကိုတော့ကတ်ပလဲလုံးလေးကိုတော့ဒီထဲမှာမိပြက်နေလို့ကတ်မပြပေးထားတော့ဘူးရှင်ပလဲလုံးလေးကတ်လိုက်မယ်ဆိုရင်လက်ပတ်တည်တက်တဲ့ဂျပန်လေးတစ်ပွင့်ရပါပြီရှင်နောက်ထပ်ဗီဒီယိုတွေမှာလည်းအသစ်တဲ့ပန်းလေးတွေကိုခောက်ပြအောင်မို့အဆောင်မျိုးကြီးရှိပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်တတာ